AI ငါကြတော့လူတွေနဲ့တူအောင်လို့သူက programming လုပ်ထားတဲ့ဒါအုံနောက်ညင်ရီတူဖြစ်တယ်ပေါ့နော်လူတွေလိုတော့ 100% reliable မဖြစ်သလိုလူတွေလိုလဲဟန်ဒီလို100%လို့မျိုးသုံးလို့မရအောင်ဒါပေမဲ့ AI ကနောက်ပိုင်းမှာ gadget တွေမှာlaptop တွေမှာလုံးဝပါကိုပါလာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ AI ကအရန်အသုံးဝင်တဲ့ tools သုံးတက်ရင်အရန်ကိုဟန်ဒီတို့ရဲ့နေ့စဉ်ဘဝမှာအလုပ်မှာအများကြီးတိုးတက်အောင်လုပ်ပေးနိုင်မယ့်အရာလို့မြင်တယ်ပေါ့နော်ဘယ်လို AI မှာမမှန်ဘူးအဲ့လိုမှမဟုတ်ကျွန်တော်ဖုန်းအဟောင်းတွေသွားချမယ်ဆိုရင်တော့မမှန်ဘူးဗျာဟိုဘယ်လောက်ဒီဆိုလဲဆိုရင်ဟို iPhone ရဲ့ data ကိုတော့မှသူတို့အမှန်မပြောနိုင်ဘူးအဲ့ဒါရှိရတယ်ပေါ့နော်ဒါ ChatGPT မှမဟုတ်ဘူးကျွန်တော်တို့ဒီ Gemini သွားလဲအဲ့လိုပဲဆိုတော့ဖုန်းတွေရဲ့ data မှာတော့ rely လုပ်လို့မရဘူးဒါပေမဲ့ဘာမှ rely လုပ်လို့ရလဲဆိုရင်တော့ကျွန်တော်က content တစ်ပုဒ်ရေးလိုက်ပြီဟုတ်အဲ content ကိုမှကျွန်တော်ကသူ့ကိုပြန်ထည့်ပြီးတော့မေးလိုက်တယ်ဒီ content မှာဘာလို့အချက်ရှိလဲငါဘာတွေပြင်သင့်လဲဆိုရင်တော့သူတို့ကအဲ့လိုမျိုးအကြံဉာဏ်တွေပြန်ပေးတယ်ဗျာသိလားအဲ့လိုနေရာမှာကျတော့ကျွန်တော်ကနောက်လူတစ်ယောက်ကိုရှာကြမလို့တော့ပဲနဲ့သူကအဖော်တစ်ယောက်ရပါသလိုဖြစ်သွားတယ်ပေါ့နော်အဲ့လိုနေရာမှာတော့ AI ကသုံးရတာကောင်းတယ်ပြောချင်တာကတော့ဒီ data session လုပ်တဲ့အပိုင်းမှာတော့အရင်အသုံးမဝင်ပေမဲ့ဆောနာပြောလို့ companion တယောက်အနေနဲ့ဆိုရင်တော့တော်တော်လေးမိုက်တယ်ပေါ့နော်ပြီးနောက်တစ်ခုဘာသုံးလို့ကောင်းသေးလဲဆိုတော့ကျွန်တော်တို့ AI ကို role play လုပ်ခိုင်းလို့ရတယ်ဗျာသိလားဥပမာကျွန်တော်တို့မကျေနပ်တဲ့သူဖြစ်ဖြစ်မင်းကအဲ့လူနေရာမှာနေကိုရီးယားအဲ့လိုမျိုးလုပ်လို့ရတယ်သူကအဲ့လူရဲ့ data ချက်လက်တွေထိုက်ပါမင်းနဲ့ငါနဲ့ကမတည့်ဘူးမင်းကငါ့ကိုဘယ်တော့မှဘယ်လိုလုပ်သွားတာအဲ့တော့အခုမင်းနဲ့ငါနဲ့အခုစကားတွေပြောရတော့မယ်အဲ့ဒါ role play လုပ်ပေးပါဆိုရင် तू ကအဲ့လူဖြစ်သွားအောင်ChatGPT မှာအဲ့လိုလုပ်လို့ရတယ်။လုပ်ချင်တဲ့လူပုံစံမျိုးကို ChatGPT ပဲဖြစ်ဖြစ် AI ကို train ထားလို့ရတယ်။ကိုရီးယားနိုင်ငံမှာဆိုလို့ရှိရင်လည်းဒါစက်ရုပ်တွေ AI တွေသူတို့10% 20% လောက်ကိုအနေထားပေးပြီးတော့သုံးချနေကြတယ်အလုပ်တွေမှာနေရာပေးလာကြတယ်ဆိုတဲ့အနေထားမှာတချို့လူတွေရဲ့ခန္ဓာတွေအလုပ်ပျောက်သွားတယ်ဆိုတဲ့အခြေအနေနေထားတွေလည်းအများကြီးရှိလာနိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့ဟန်နီအနေနဲ့ထင်တာတော့ AI ကိုတည်တည်ချာချာနားလည်ထားဖို့ AI နဲ့ပတ်သက်ပြီးတော့လေ့လာဖို့ AI ကိုဘယ်လိုအသုံးချရမလဲဆိုတာကိုတည်တည်ချာချာသိဖို့ကတော့အခုနောက်ပိုင်းမှာမဖြစ်မနေလူငယ်တွေအတွက်အရေးပါလာတယ်လို့ထင်တယ်ပေါ့နော် Hello အားလုံးမင်္ဂလာပါမိုင်းထက်မြန်မာနဲ့ Honey Bee တို့ပူးပေါင်းတင်ဆက်တဲ့ Tap Bite Podcast Season လေးကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တော့အောင်တက်ပါ Honey ကတော့ Honey ထက်ဖြစ်ပါတယ်ကဲဒီနေ့ဘာကြောင့်ပြောမှာလဲကျွန်တော်ဒီနေ့ပြောမှာကတော့လူတိုင်းရဲ့ပါစက်ဖျားမှာလောလောဆယ်ရေပန်းအစားဆုံးဖြစ်နေတဲ့ keyword ပေါ့နော် artificial intelligence AI အကြောင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ AI ကသိရမလားဘယ်လိုမျိုးလူတွေရဲ့ဘဝမှာ impact ရှိမလဲကျွန်တော်တို့နှစ်ယောက်လည်း AI ကိုဘယ်နေရာမှာအသုံးချလဲအဲ့ဒါမျိုးဆွေးနွေးကြမှာပေါ့နော်ဟုတ်ပါတယ်ဆိုတော့ AI ကဟန်နီတို့နေ့စဉ်ဘဝမှာဒါဟန်နီတို့သုံးတဲ့ဖုန်းတွေ laptop တွေ camera တွေ gadget တွေတော်တော်များများမှာလုံးဝမပါမပြီးပေါ့နော်အဲ့ဒါတွေမဟုတ်ဘူးကျွန်တော်အခုဖုန်းတစ်လုံးမိတ်ဆက်ပြီးဆိုရင်လည်းလုံးဝမကြားကျင်သုံးစကား AI တို့ကိုပိုင် AI နေလောက်လာပြီပေါ့နော်အဲ့လိုမျိုးခဏဗျာအဲ့လိုမကြားကျင်တဲ့အဆုံးဖြစ်လာတော့ဒီ AI ကကျွန်တော်တို့နေ့စဉ်ဘဝမှာဘယ်လောက်ထိပါဝင်ပတ်သက်မလဲဆိုတာကိုကျွန်တော်ဆွေးနွေးကြမှာပေါ့နော်ဟုတ်ပါတယ်ဆိုတော့မဖြစ်မနေသိတဲ့အကြောင်းအရာလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်ပြီးတော့ကြည့်ပြပါအောင်နော်โอเคဒါဆိုရင်အရင်ဆုံး AI ဆိုတော့အောင်သက်အနေနဲ့ AI ကိုဘယ်လိုမြင်လဲအရင်ဆုံးအဲ့ဒါလေးမေးချင်တယ် AI ကိုဘယ်လိုမြင်လဲဆိုရင်တော့တကယ်ပြောရင်ဟိုကောင်းတဲ့ comedian တယောက်လို့တော့မြင်တယ်ဗျာဒါပေမဲ့နေ့စဉ်ဘဝမှာလုံးဝကြီးလိုအပ်လားဆိုတော့လည်းမလိုအပ်ဘူးဒါပေမဲ့ဟိုမရှိမဖြစ်တော့လည်းမဟုတ်ရှိရင်တော့ကောင်းတယ်အဲ့လောက်အနေထားမှာတော့ရှိရပေါ့နော်ဟုတ်အမားအနေနဲ့ဆိုရင်ရော AI ကိုဒီက AI ကကြတော့လူတွေနဲ့တူအောင်လို့သူက programming လုပ်ထားတဲ့ဒါအုံနောက်ညင်ရီတူဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့တော့လူတွေလိုတော့ 100% reliable မဖြစ်သလိုလူတွေလိုလဲဟန်ဒီလို100%လို့မျိုးသုံးလို့မရအောင်ဒါပေမဲ့ AI ကနောက်ပိုင်းမှာ gadget တွေမှာlaptop တွေမှာလုံးဝပါကိုပါလာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ AI ကအရန်အသုံးဝင်တဲ့ tools သုံးတက်ရင်အရန်ကိုဟန်နီတို့ရဲ့နေ့စဉ်ဘဝမှာအလုပ်မှာအများကြီးတိုးတက်အောင်လုပ်ပေးနိုင်မယ့်အရာလို့မြင်တယ်ပေါ့နော်သုံးတက်ရင်ကောင်းမဲ့အရာပေါ့ဟုတ်တယ်ပြီးတော့နောက်တစ်ခုက AI ကိုရောအခုအောင်သက်အနေနဲ့ဒီ tech reviewer တယောက်အနေနဲ့ပေါ့နော် content တွေဖန်တီးတဲ့အခါမှာနေ့စဉ်ဘဝမှာဘယ်လိုမျိုးသုံးပြနေတယ်ဘယ်လောက်ထိတောင်မှပါဝင်ပတ်သက်ပြီးတော့အရေးပါနေလဲကျွန်တော် tech reviewer တယောက်အနေနဲ့သုံးမယ်ဆိုရင်တော့တကယ်ပြောရင်ကျွန်တော်တို့ဖုန်းဟို review တွေလုပ်တယ်ဗျာကျွန်တော် content တွေရေးရတယ်ဆိုရင်ကျွန်တော်ဖုန်းတွေကတကယ်အများနဲ့အသစ်တွေဗျာအသစ်တွေလုပ်နေရဆိုတော့အဲ့ဖုန်းတွေရဲ့ data ကိုသွားရှာရင်ဘယ်လို AI မှာမမှန်ဘူးအဲ့လိုမှမဟုတ်ကျွန်တော်ဖုန်းအဟောင်းတွေသွားရှာမယ်ဆိုရင်တော့မမှန်ဘူးဗျာဟိုဘယ်လောက်ဒီဆိုလဲဆိုရင်ဟို iPhone ရဲ့ data ကိုတော့မှသူတို့အမှန်မပြောနိုင်ဘူးအဲ့ဒါရှိရတယ်ပေါ့နော်ဒါ ChatGPT မှမဟုတ်ဘူးကျွန်တော်တို့ဒီ Gemini သွားလဲအဲ့လိုပဲဆိုတော့ဖုန်းတွေရဲ့ data မှာတော့ rely လုပ်လို့မရဘူးဒါပေမဲ့ဘာမှ rely လုပ်လို့ရလဲဆိုရင်တော့ကျွန်တော်က content တစ်ပုဒ်ရေးလိုက်ပြီဟုတ်
အဲ content ကိုမှကျွန်တော်ကသူ့ကိုပြန်ထည့်ပြီးတော့မေးလိုက်တယ်ဒီ content မှာဘာလို့အချက်ရှိလဲငါဘာတွေပြင်သင့်လဲဆိုရင်တော့သူတို့ကအဲ့လိုမျိုးအကြံဉာဏ်ပြန်ပေးတယ်ဗျာသိလားအဲ့လိုနေရာမှာကျတော့ကျွန်တော်ကနောက်လူတယောက်ကိုရှာကြမလို့တော့ပဲနဲ့သူအဖော်တယောက်ရပါသလိုဖြစ်သွားတယ်ပေါ့နော်အဲ့လိုနေရာမှာတော့ AI ကသုံးရတာကောင်းတယ်ပြောချင်တာကတော့ဒီ data session လုပ်တဲ့အပိုင်းမှာတော့အရင်ကြီးအသုံးမဝင်ပေမဲ့ဆောင်းနာပြောလို့ companion တယောက်အနေနဲ့ဆိုရင်တော့တော်တော်လေးမိုက်တယ်ပေါ့နော်ဟုတ်တယ် fact check တွေမှာဆိုလို့ရှိရင်တော့ဒါတိချာတော့ပြန်ပြီးတော့ပြန် check ရမယ်ဟုတ်တယ် fact check တွေမှာဆိုရင်လည်းကျွန်တော်သုံးတဲ့အပိုင်းကဘာလဲဆိုရင်ဟိုကျွန်တော်ဆိုမြတ်မှာဟို data တွေရှာပြီဆိုရင်ဟို tab တွေအများကြီးဖွင့်ပြီးတော့ Google တွေမှာလိုက်ရှာအဲ့လိုရှာမဲ့အစားကျွန်တော်ကအဲ့စာတစ်ကြောင်းကိုရေးလိုက်ပြီးတော့ဒီစာမှန်လားဆိုပြီးတော့ကျွန်တော် AI 3ခုလောက်ကိုမေးလိုက်တယ်မေးလိုက်တဲ့အချိန်မှာသူတို့3ခုလောက်ကမှန်တယ်လို့ပြောရင်မင်းတို့ဘယ် source ကနေကြည့်ပြီးတော့မှန်တယ်လို့ပြောရလဲဆိုတော့ကျွန်တော်အဲ့ source နောက်ကိုပြန်လိုက်တယ် source တွေပါပြန်လိုက်တယ်အဲ့တော့ပိုလွယ်သွားတယ်ဗျာ data session လောက်ရတာ fact check ကလည်းပိုလွယ်သွားတယ်ဆိုတော့တကယ်ပဲတော်တော်လေးကိုအသုံးဝင်ပါတယ်အဲ့တော့အမားအနေနဲ့ဆိုရင်ရောဘယ်လိုနေရာမှာသုံးဖြစ်လဲ AI ကတခုနောက်ပိုင်းဆိုလို့ရှိရင်နေဟာတော်တော်များများမှာအသုံးပြနေရပါတော့ daily life မှာရောကျန်းမာရေးအတွက်ကောစကားပြောဖို့လူတဲ့အခါမှာအဓိကအဲ့ဒီစကားပြောဖို့ရှိတာလေးတော့တော်တော်ကောင်းတယ်နော်ဟို lonely မဖြစ်တော့ဘူးပေါ့နော်အခုနောက်ပိုင်းမှာပြောချင်တဲ့စကားတွေ overthinking ဖြစ်နေတာတွေပြီးလို့ရှိရင်တစ်ခါလေကြားလို့ရှိရင်ဟို Google search မှာတွားရှာလို့ရှိရင်အာယုံနောက်တယ်ကွာဒီကတကယ်အဲ့လိုချိန်မှာကြားလို့ရှိရင်ဒီ Chat GPT လိုမျိုး Gemini အခုနောက်ပိုင်းဆို chat box တွေအများကြီးပေါ်လာတယ်ဆိုတော့တခုတယောက်တစ်မျိုးစီတစ်ချက်စကားတွားပြောကြည့်တဲ့အခါမှာဆိုလို့ရှိရင်ကုလိုချင်တဲ့ data တွေdata ကိုမှ 100% reliable ဖြစ်ရင်တော့မှသူတို့ source တွေပြန်ပြီးရှာလို့ရတာမျိုးတွေဟိုအမအနေနဲ့ဆိုလို့ရှိရင်အခုနောက်ပိုင်းမှာဒါဟိုလေ့လာနေရ film making လေ့လာနေတဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းဒါစာတွေသွားမေးရတယ်ပြီးလို့ရှိရင် information search လုပ်ရတယ်ဒီ movie အကြောင်းနဲ့ပတ်သက်ပြီးတော့ဒီ movie ကိုဘယ်လိုမျိုး script နဲ့ရေးထားလဲဘယ်လိုမျိုး movie summary ကဘာလဲစတာတွေပေါ့နော်အကုန်လုံးဒီထဲမှာရှာပြီးတော့သုံးကြည့်တဲ့အခါမှာဟိုတော်တော်လေးကိုအသုံးနေ့စဉ်ဘဝမှာအရင်အသုံးဝင်တယ်ပေါ့နော်တခါတည်းကျရင်ခေါင်းကိုက်နေဘာလို့ရမလဲလို့မေးလိုက်တဲ့အခါမှာတော့မှ तू ကအော်ခေါင်းကိုက်တယ်ဆိုတာကအေးရပြက်လို့လားဒါမှမဟုတ်ခေါင်းကိုက်လို့ရှိရင်ဆေးတောက်ရဲ့ over the counter medicine လိုမျိုးရွေးချယ်လို့ရတယ်ဒါပေမဲ့ဆရာဝန်နဲ့လည်းသွားပြပြီးရင်ခေါင်းကိုက်တာတက်တာစီဖို့အတွက်breathing exercise လေးလုပ်လို့ရတယ်ပြီးလို့ရှိရင်ဆေးလိမ့်တာပဲဖြစ်ဖြစ်ရေတောက်တာပဲဖြစ်ဖြစ်စသဖြင့်ပေါ့နော်အဲ့လိုအကြံဉာဏ်ခေါင်းလေးတွေအများကြီးပေးတဲ့အခါမှာတော်တော်ကိုအသုံးကျတယ်ပေါ့နော်မဖြစ်တောင်ဖြစ်လာပါတော့ပြီးနောက်တစ်ခုဘာသုံးလို့ကောင်းသေးလဲဆိုတော့ကျွန်တော်တို့ AI ကို role play လုပ်ခိုင်းလို့ရတယ်ဗျာသိလားဥပမာကျွန်တော်တို့မကျေနပ်တဲ့သူဖြစ်ဖြစ်မင်းကအဲ့လူနေရာမှာကိုရီးယားအဲ့လိုမျိုးလုပ်လို့ရတယ်သူကအဲ့လူရဲ့ data ချက်လက်တွေထိုက်ပါမင်းနဲ့ငါနဲ့ကမတည့်ဘူးမင်းကငါ့ကိုဘယ်တော့မှဘလို့လှုပ်သွားတာအဲ့တော့အခုမင်းနဲ့ငါနဲ့အခုစကားတွေပြောရတော့မယ်အဲ့ဒါ role play လုပ်ပေးပါဆိုရင် तू ကအဲ့လူဖြစ်သွားအောင် Chat GPT မှာအဲ့လိုလုပ်လို့ရတယ်လုပ်ချင်တဲ့လူပုံစံမျိုးကို Chat GPT ပဲဖြစ်ဖြစ် AI ကို train ထားလို့ရတယ် train ထားလို့ရသူ့အခုပဲ train ပေးလိုက်မင်းကဒီလူမင်းနဲ့မင်းကဘာအဲ့ကိုလိုချင်တဲ့ data တွေဗျာ train ထားပေးလိုက်အဲ့ကြရင်သူနဲ့ကိုနဲ့အဲ့လိုရန်အောင်ဖတ်ဖြစ်လို့ရတယ်အဲ role play လောက်တာပေါ့နော်အဲ့ဖြစ်ချင် AI နဲ့ဖြစ်ပါပေါ့နော် AI နဲ့တော့ဖြစ်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးခုဖြစ်တဲ့အပိုင်းလေးတွေတော့ရှိတယ်ဗျာပြီးရင်နောက်တစ်ခုကဟို summarize လုပ်တယ်ဆိုတဲ့အပိုင်းပေါ့နော်ဟိုဗာလဲဒီ YouTube video တွေပါတယ်အရှိကြီးကိုမကြည့်ချင်ဘူးဆိုရင်ဒါကိုကအဲ့ဒီတဲကိုထည့်လိုက်ပြီးတော့ဒါကိုအချင်းချုံပေးပါဆိုရင်လည်းအဲ့ဒါမိုက်တယ်ဒါဖုန်းတွေမှာလည်းခုနောက်ပိုင်းတော်တော်များများပါကြပါတယ် AI transcribe လုပ်တာတွေ AI live translation တွေ translation ရတော့ translation တကယ်မျိုးကျွန်တော်တို့အခုမြန်မာပြည်မှာသာဖြစ်နေလို့တကယ်မျိုးသူများတွေဒီမှာဆိုရင်အဲ့ဒီ live translation ကတော့အသုံးဝင် translator လည်းမလိုတော့ဘူးကွာ interpreter လည်းမလိုတော့ဘူးဒီဖုန်းတစ်လုံးရှိရနေတယ်ဒါနိုင်ငံတကာပတ်လို့ရပြီဆိုတဲ့နေရာဖြစ်သွားပြီဖုန်းပြောကိုကပြောသမျှကိုကိုကဒီဘက်ကနေပြီးတော့ live လုပ်ပြန်ပေးရပါတော့အဲ့ဒါကျွန်တော်မြန်မာပြည်မှာဖြစ်နေတယ်ဆိုတော့လေမရဘူးပေါ့နော်ဟုတ်တယ်နောက်အခု DeepSeek AI ကတော့မြန်မာစကားတော်တော်လေးကျွမ်းနေပြီနောက်ပိုင်းစကားပြောတဲ့နေရာတွေမှာကောင်းလာအောင်လို့ train တာဒါကလည်းတရုတ်တွေအနေနဲ့ကမြန်မာနိုင်ငံရဲ့ language ကိုအရန်နားလည်အောင်လေ့လာထားတာနော်ဟို ChatGPT ကို train တဲ့သူထက်ဒီ DeepSeek ကို train တဲ့သူတွေကမြန်မာစကားကိုပိုနားလည်တယ်ပေါ့နော် ChatGPT ကိုသွားမေးလိုက်မြန်မာစကားဘယ်တော့မှမမှန်ဘူးမှန်လည်းမမှန်ဘူးနားလည်းမလည်ဘူးပြန်ဟိုတလောက advanced voice mode ကိုကြည့်လိုက်သေးတယ်စကားပြောကြည့်သေးတယ်ပြောကြည့်တဲ့အခါမှာမြန်မာစကားကိုသူတေချာမပြောနိုင်ဘူးနားလည်းမလဲဘူးပြီးလည်းမပြီးဘူးအဲ့ဒါတွေတွေ့ရတယ်ပေါ့နော် content တစ်ခုတော့မှဒီ DeepSeek မှာမြန်မာလိုမျိုးရင်းနှီးတဲ့ပုံစံ podcast ပြောနေလို့ပုံစံလေးထုတ်ပေးပါဆိုရင်သူတို့ထုတ်ပေးတယ် DeepSeek ကတော့အဲ့လောက်ထိတော့ advanced ဖြစ်တယ်ပေါ့နော်ဖြစ်နေပြီအဲ့ဒါဆိုလို့ရှိရင်အောင်တန်းကလည်း AI နေတော်များများသုံးပြတာဆိုတော့ AI ကိုဘယ်လိုမျိုးအသုံးချလို့ရမလဲ tools လေးနဲ့ tips and tricks လေး share ပေးပါလားကျွန်တော်ကသုံးတာအခါကျတော့ကျွန်တော်ဒီ Adobe AI နဲ့က animator လေးကိုသုံးတယ်ပေါ့နော်ပြီးသွားရင်ကျွန်တော်သုံးတာဆိုရင် Minimax ဆိုတဲ့ AI ရှိမယ် Recraft ဆိုတဲ့ AI ရှိမယ်ပြီးသွားရင်တော့ဆောင်းတာပြောဆို ChatGPT တို့ Gemini တို့ DeepSeek တို့ပေါ့နော်အဲ့ဒါတွေကတော့ general AI ကျွန်တော်မေးဖို့ပေါ့အဲ့ဒီဆောင်းတာကဒီ animation video တွေလုပ်တယ်ဆိုရင်ကျွန်တော်က
animator တယောက်လည်းမဟုတ်ဘူးဗျာသိရမလားကိုယ့်ဘာကို effort site တော့ပို့ဆိုရင်အဲ့ animation တွေတွားတင်အောင်လုပ်အောင်ဒါပေမဲ့ကိုကမလုပ်ချင်ဘူးဘာမှမလုပ်ချင်ဘူးဒါတယောက်ငားလိုက်မယ်ဆိုရင်လည်းရတယ်ဒါပေမဲ့ပတ်စံကုန်မယ် तू ကပြင်ရမယ်ဆိုလည်းအချိန်ကုန်တယ်အခုကကျွန်တော်ရဲ့ video ကိုအဲ့ဒီ AI နဲ့ထည့်လိုက်မယ်ဆိုရင် तू က lip sync လုပ်ပေးရဗျာ animate လုပ်ပေးရဆိုရင်အများဆုံးကြာ9မိနစ်ပဲကြာတယ်ပြီးရင် animation video လေးထွက်လာအောင်အဲ့လောက်ထိလွယ်တယ်ပေါ့နော်ပြီးရင်ကိုယ့်ရဲ့အတန်ကိုအဲ့လိုမျိုးသူများတွေကိုမသိစေချင်ဘူးဆိုရင်လည်းကျွန်တော် voice ကလုံးလုပ်လို့ရတယ်ဒါ11 left ဆိုတဲ့ AI မှာပြီးရင်ကျွန်တော် thumbnail photo တွေဖန်တီးမယ်ဆိုရင်လည်းဒီ record AI ကိုသုံးလို့ရတယ်သုံးပြီးတော့ကိုအဲ့ thumbnail ပုံကိုဗျာစိတ်မကြည်မနှက်ချင်းအပုံ90တီတရက်ထုတ်လို့ရတယ်ကိုဘယ်လိုပုံစံရကျင်လဲဆိုတော့ထည့်ပြီးပြောလိုက်အောင်ပဲပုံသွားပြီဆိုရင်လည်းကျွန်တော်တို့နောက်အကောင့်တစ်ကောင်ဖွင့်ပြီးတော့နောက်ထပ်90တက်ထုတ်လို့ရတယ်တော်တော်လေးလွယ်သွားတာနော် graphic designer တွေအခုနောက်ပဲအဲ့ဒါပြောတကယ်ပြောရင် artist တွေတော့နည်းနည်း concern ရှိတရားရှိရပေါ့သူတို့ကစော်ကားသူတွေလည်းခံစားရတယ်ဘာလို့သူတို့လောက်ထားသမျှ internet က data တွေအကုန်လုံးကိုဒီကောင်တွေကယူထည့်လိုက်ပြီးတော့ AI နဲ့ပြန်ပြီးreconstruct လုပ်တာဆိုတော့လေတကယ်ပြောရင်ခိုင်းတော့ပေါ့နော်သူတို့ဟာတော့မဟုတ်ပေမဲ့သူတို့စီက data တွေပဲပေါ့နော်အဲ့တော့သူတို့တောင်မှပြောရမယ်ဆိုရင်အဲ့မို့ဟိုတို့ကလည်းပြဿနာကြီးကြီးကျယ်တက်ကြတယ်လေတရားစွဲကြတကယ်တော့ concern တော့ဖြစ်စရာပါ artist တွေအတွက်ကလေအဲ့တော့ဘယ်လိုလုပ်ပေးမလဲပေါ့နော်ခုထိလည်းဘယ်လိုမှလည်းလုပ်လို့မရဘူးကျွန်တော်တို့ဆိုရင်လည်းဒီ AI ကိုဗျာဆောင်းတာပြောဆို data အချက်လက်တွေအသုံးချဖို့တဲ့မှာပုံလေးပါထုတ်ပြီးတော့ကိုယ့်ဘာကိုတင်လာဟီဟာလောက်တာတော့ငါထုတ်တဲ့ပုံလေးကမိုက်လိုက်တာတို့ပါပဲအဲ့လိုမျိုးလုပ်နေကြဆိုတော့နည်းနည်း concern ဖြစ်တရားရှိရပေါ့နော်အမအနေနဲ့ဆိုရင်ဘယ်လိုမြင်တော့ AI ကတော့နောက်ပိုင်းမှာဥပမာကင်မရာဆိုလို့ရှိရင်လည်း digital camera ကြီးပေါ်လာတဲ့အခါမှာ film camera တွေကပျောက်ကွယ်သွားတယ်လို့ဖြစ်ပြီးတော့film camera တွေရိုက်တဲ့သူတွေအနေနဲ့ကြတော့သူတို့ကဏ္ဍကနည်းသွားတယ်ပြီးလို့ရှိရင်ပကြီးစီယာရဲ့ခန္ဓာနဲလာတာဘာလို့ဆိုတော့ကင်မရာတွေပေါ်လာလို့အဲ့လိုသဘောမျိုးပေါ့နော် AI နေပေါ်လာတဲ့အခါမှာဆိုလို့ရှိရင် artist တွေအနေနဲ့က concern တွေလည်းရှိသလိုသူတို့ရဲ့ခန္ဓာတွေကလည်းတဖြည်းဖြည်းနဲ့နည်းနည်းလေးမေးမိန်လာတယ်ပေါ့နော်အဲ့လိုမျိုးခံစားရတယ်ဟိုတခုတော့ကွဲနေအောင်ပါကွာ AI ကထုတ်တဲ့ဟိုမှာအဲ့တခုဆိုရင်ဒါကျွန်တော်တို့ဒီ animator တယောက်ကလုပ်တဲ့အဲ့တခုနဲ့ကတော့တန်ဖိုးချင်းတော့ကွာမှာကွာပကြီးပြပွဲတွေလို့ဖြစ်သွားမှာပေါ့နောက်ပိုင်းကျရင်သိရမလားဟုတ်တယ်artist တွေကတသက်ဒီAI generated ဟာတသက်ဖြစ်သွားမယ်တသက်ဖြစ်ရင်ဖြစ်သွားဟုတ်လဲဆိုအမားတို့ဆိုလို့ရှိရင်ပုံတပုံရကျင်တယ်တခုဆိုအရင်တော့ဆိုလို့ရှိရင်ကွာဒါတကယ် graphic designer တွေတကယ်လုပ်တတ်တဲ့သူတွေတကယ်ပညာရှင်တွေကိုပဲသုံးလို့ရတာဆိုတဲ့အနေအထားတခုအခုကျတော့မလုပ်တတ်ဘူးရတယ် AI ရှိရယ်ကာတွန်းပုံလေးတွေမဆွဲတတ်ဘူး AI ရှိရယ်အရင်တော့ဆိုကာတွန်းပုံလေးရချင်တာကွာကိုပုံလေးကိုကွာအဲ့ဒါကို graphic design တက်အပ်ရတယ်ပြီးလို့ပတ်စံနေလည်းပေးရတယ်ကွာအခုဆိုလုံးဝ free ဆိုတဲ့အချိန်မှာမေးမိတ်လာတယ်ဆိုတာအဲ့ဒါပေါ့နော်ဟို graphic designer တွေအနေနဲ့ဆိုလို့ရှိရင်လည်းသူတို့ကတကယ်ကိုတော်အရန်ကိုတက်နေမှအရန်ကိုတော်နေပြီဆိုမှတကယ်ကို professional အတွက်သုံးပြီဆိုမှရတယ်ပေါ့ပပလေးတွေကတော့ကိုယ့်ဘာကိုယ်ပဲ generate လုပ်လို့ရတယ်လေနော်အဲ့ graphic designer တွေပါမဟုတ်ဘူးနော်နောက်ပိုင်းကျဘယ်လောက်ထိပါအထိပါလာလဲဆိုတော့အဆိုတော်တွေရောပြီးသွားရင် programmer တွေထိပါရောက်ဟုတ်တယ်ဘာလို့ဆိုကုန်တင်နေလဲဆက်ခိုင်းလို့ရတယ်တချင်းတွေကိုအတန်နဲ့လဲကိုအတန်နဲ့ထည့်ပြီးတော့တချင်းတွေလည်းရေးခိုင်းလို့ရတယ်ကွာအဲ့လိုမျိုးပေါ့ပလေးလုပ်လို့ရတာပေါ့နော်အဲ့တချင်းဖန်တီးလို့အဲ့စောနာပြောလို့ဟိုကုန်တင်မှာဆိုရင်တော့ programmer တွေထိပါလိုက်ပြီးတော့အဲ့လိုထိပါလာတာကြတော့ဘယ်လိုပြောရမလဲဟိုသူတို့ရေးတဲ့ programmer တွေကပါပြန်ပြီးတော့အလုပ်ပြောင်းလို့ဖြစ်သွားတဲ့အဆင့်ဖြစ်နေတာပေါ့နော်နောက်ပိုင်းမှာအခုကကိုရီးယားနိုင်ငံမှာဆိုလို့ရှိရင်လည်းဒါစက်ရုပ်တွေ AI တွေသူတို့ 10% 20% လောက်ကိုအနေထားပေးပြီးတော့သုံးချနေကြတယ်အလုပ်တွေမှာနေရာပေးလာကြတယ်ဆိုတဲ့အနေထားမှာလူတချို့လူတွေရဲ့ခန္ဓာတွေအလုပ်ပျောက်သွားတယ်ဆိုတဲ့အခြေအနေနေထားတွေလည်းအများကြီးရှိလာနိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့ဟန်နီနေနဲ့ထင်တာတော့ AI ကိုတည်တည်ချာချာနားလည်ထားဖို့ AI နဲ့ပတ်သက်ပြီးတော့လေ့လာဖို့ AI ကိုဘယ်လိုအသုံးချရမလဲဆိုတာကိုတည်တည်ချာချာသိဖို့ကတော့အခုနောက်ပိုင်းမှာမဖြစ်မနေလူငယ်တွေအတွက်အရေးပါလာတယ်လို့ထင်တယ်ပေါ့နော်အဲ့ဒါမှပဲတကယ်ညံမှာပေါ့လို့လုပ်တာ AI ကဟိုဆောနာပြောတော့ပေါ့နော်ကျွန်တော်တို့တကယ်ပြောရင်တော့အသုံးချတဲ့သူပေါ်မူတည်ပြီးတော့ကောင်းတာဆိုတာအများကြီးဖြစ်လာဖို့ရှိတယ်ဘာလို့ AI ကလည်းတကယ်ပြောရင်ဟိုဘယ်တော့မှဟို emotional မရှိဘူးဗျာလူတွေတကယ်မဲ့ emotional မရှိဘူးသူတို့မှာ rational thinking မရှိဘူးတကယ်ပြောရင်သူတို့ကအကုန်လုံးက machine learning ပဲဟုတ်တယ်machine learning ပဲအဲ့ဒါကိုမှထည့်ထားတဲ့ data ပေါ်မှာမူတည်ပြီးတော့ပဲပြောတာ train တဲ့သူပေါ်မူတည်ပြီးတော့အဲ့ AI ကကောင်းတဲ့ AI ဖြစ်မှာလားဆိုးတဲ့ AI ဖြစ်မှာလားဆိုတာမူတည်တာကျွန်တော်အနေနဲ့ကတော့ဆိုးတဲ့ AI ကလည်းကောင်းတဲ့ AI သူ့ဘာသူအလိုလိုမပြောင်းနိုင်သလိုကောင်းတဲ့ AI ကလည်းဆိုးတဲ့ AI ဖြစ်တော့အလိုလိုမပြောင်းနိုင်ဘူးဟုတ်တယ်စာ train တဲ့ database ပေါ်မှာပဲမူတည်တာပေါ့နော်ဟုတ်တယ်အဲ့လိုတော့ယူဆတယ်အမအနေနဲ့ဆိုရင်အဲ့လိုမျိုး AI နဲ့ပတ်သက်ပြီးတော့ဟိုဘယ်လိုမျိုးလို့ concern တွေရှိလဲပေါ့နော်ဟုတ် AI နဲ့ပတ်သက်ပြီးတော့ concern တွေကတော့ရှိရပေါ့နော်ဘာလို့လဲဆိုတော့ AI ကိုတည်တည်ချာချာအသုံးမချတတ်ဘူးဆိုလို့ရှိရင်ဖြစ်လာမဲ့နောက်ဆက်တွဲပြဿနာတွေကအများကြီးရှိရပေါ့ဥပမာအဖြစ် AI က 100% data တွေကိုလက်ခံလို့မရဘူး AI ရဲ့အတွေးအမြင်တွေအယူဆတွေကို
rely 100% လို့မရဘူး။ဘာဖြစ်လို့လဲဆို AI က generalize ဖြစ်တယ်ကိုယ့်အတွက် personalize လုပ်ထားတာဟုတ်ချင်မှဟုတ်မယ်။ပြီးတော့တချို့ data တွေကလည်း train ထားတဲ့သူပေါ့ train ထားတဲ့ဒီအချက်လက်တွေ fact check တွေပေါ်မှာမူတည်ပြီးတော့လည်းအများကြီးပြောင်းလဲနိုင်တယ်။ပြီးတော့ AI ကိုအလွန်အကျွံသုံးစွဲတာမျိုးတိတိကျကျမသုံးဆိုရင်ဒီပေါ်မှာတော့ rely ပဲဖြစ်ပြီးတော့ကိုယ့်ရဲ့အုံနောက်ကိုအလုံးမလပေးတော့တာတွေအလုံးမလုပ်ချင်တော့တာတွေသူက brainstorm သိမ့်မလုပ်တော့ဘူး AI ပဲအားရင်အကုန်လုံးလုပ်နေကြတော့ကျွန်တော်အဲ့လိုပဲတစ်ခေါက်ဟိုကျွန်တော်သင်တန်းတစ်ခုတက်တယ်ပေါ့ဗျာအဲ့သင်တန်းကအကောင့်လေးဆိုရင်သူက ChatGPT ကိုမေးပြီးတော့အဲ့ရမေးခွန်းတွေဖြည့်နေတာအဲ့ခက်တာကျွန်တော်တို့တက်တဲ့သင်တန်းကတကယ်အဲ့ data internet ပေါ်မှာလွယ်လွယ်ရှာလို့ရတဲ့ data မျိုးတွေမဟုတ်ဘူးဒါပေမဲ့သူကအဲ့ဒါယူသုံးနေကျွန်တော်ဘာပြောရမလဲမသိကျွန်တော်ဘာမှတော့မပြောလိုက်ပါဘူးဒါပေမဲ့ဟိုလူတွေကပေါ့နော်အဲ့လောက်ထိကိုဘယ်လိုပြောမလဲလူတွေကဝိုင်းပြီးတော့ hide ကြတော့လေငါဒီဟာကိုသုံးရင်တော့အဲ့လိုမျိုးမေးခွန်းအမှန်ဖတ်မှာပဲလို့အဲ့လိုအဲ့ဒါတော့လုံးဝကိုလူငယ်တွေသိထားတဲ့အချက်လို့မြင်တယ်ဘာလို့ဆိုတော့အခုနောက်ပိုင်းမှာအခု app တွေပေါ့နော် app တွေရဲ့ app တွေပေါ့နော်ကြော်ညာတွေအများကြီးတက်လာတယ်ဒီ AI ကိုသုံးလို့ရှိရင် somewhere ဖြည့်တဲ့အခါမှာဆိုလို့ရှိရင်ဒါတွေဟိုအကုန်လုံးသူက PDF တွေကိုအကုန်လုံး scan လုပ်ပြီးတော့ summarize လုပ်ပေးတာတွေပြီးလို့ရှိရင်ကို file တွေပါတွေကိုကြိုက်တဲ့ file တွေကိုကြိုက်တဲ့ data တွေထည့်ပြီးလို့ရှိရင် somewhere ဖြည့်ပေးပါတော့အဲ့လိုမျိုးကွာလူငယ်တွေကAI ကိုပဲသုံးပြီးတော့ somewhere ဖြည့်လာကြတယ်နောက်ပိုင်းမှာအဲ့ဒီ ChatGPT တို့ဘာလို့ပေါ်လာတော့ဆိုလို့ရှိရင်လည်း university ပေါ့နော်ကျောင်းသားတွေက AI ကိုသုံးပြီးတော့ somewhere ဖြည့်တဲ့ဟာတွေပါပေါ်လာတယ်အဲ့ဒါအောင်မှပြန်ပြီးတော့ AI ကိုသုံးပြီးတော့ဖြည့်ထားတာလားဆိုတာကိုပြန်ပြီးတော့ check တဲ့ software တွေပါပြန်ပေါ်လာတယ်ပြီးတော့နောက်တစ်ခုအဲ့ဒါပေါ်လာတော့ဘယ်လိုထပ်ပြီးတော့ဘယ်လို AI နေပေါ်လာလဲဆိုရင် AI humanizer ဆိုပြီးတော့ကိုက AI ကိုမေးလိုက်တယ်မေးလိုက်တော့ AI ဖြည့်ထားတဲ့အဖြေမှန်မတိအောင်လို့ဆိုပြီးတော့ AI ကို humanize ပေါ့နော် human ကရေးတဲ့ပုံစံမျိုးဖြစ်အောင်အဲ့ဒါတွေပါပြန်ပေါ်လာတယ်ကျွန်တော်တွေ့လိုက်တယ်ဟိုဘယ်နိုင်ငံကလေးမလေးလဲမသိဘူးဟုတ်တယ်အဲ့လိုမျိုးသုံးကြတယ်တစ်ဆင့် AI humanizer AI humanizer ပြန်သုံးကြတယ် AI ကဖြေထားတဲ့အဖြေမှဟို assignment မှမသိတာဘူးဗျာဒါပေမဲ့တကယ်တမ်းကကြတော့ तू ကနည်းနည်းလေးဟိုဘယ်လိုပြောမလဲ comment ပေးတဲ့နေရာမှာနည်းနည်းလေးလွယ်ပါတကယ်မျိုးတစ်ဆင့်လောက်ထဲနေအဲ့လိုမျိုးလုပ်လို့ရတဲ့ဟိုနေရာကြီးရှိရဗျာသိလားတခါကျရင်လည်းဟို ChatGPT မှာဆိုရင်တော့အင်္ဂလိပ်စာဆိုရင်တော့ရတယ်ဒါလူတယောက်ကပြောနေသလိုမျိုးပြောပါဆိုရင်တခါတည်းနဲ့ပြီးသွားမျိုးတွေရှိရပါတော့သူကတော့ဘယ်လိုသုံးလဲတော့မသိဘူးဒါပေမဲ့အဲ့ဒီဟိုစောနာကလေဟိုမှတ်ပြောလို့ summarize လုပ်တယ်ဆိုတဲ့နေရာမှာလည်းအဲ့ဒါတကယ်ပြောရင်တော်တော်အသုံးဝင်တယ်တော်တော်အသုံးဝင်တော့လူတိုင်းကဗျာသိရမလားဟိုစာအရှိကြီးကိုဖတ်နေမယ်စာငါ့ကိုဒါလေးအချင်းချင်းပြောပြပေး tips တွေ highlight လေးတွေ ဟုတ်တယ်အချင်းချင်းပြောပြပေးလို့ပြောဒါဘာအကြောင်းတွေလဲဆိုတော့သူအဲ့ဒါတွေပြောလိုက်ကွာအဲ့ဒါတွေအကုန်လုံးခေါင်းထဲကိုတခါတည်း absorb လုပ်ပြီးသားဖြစ်သွားအောင်အရှိပေါ့နော်တနားနားဖတ်ရမယ့်စာတွေဟုတ်တယ်လေလက်ချတွေဆိုရင်စဉ်းစားကြည့် YouTube ဆိုလို့ရှိရင်ဟန်နီဆိုအဲ့ဒါပဲသုံးပြတာကိုကခါတိုင်းဆိုလို့ရှိရင် YouTube ကနေလေ့လာရတဲ့ဟာတွေရှိတယ် YouTube podcast တွေနားထောင်တယ်ဆိုတော့တချို့ဟာတွေကအချိန်ပေးပြီးနားမထောင်ဖြစ်ဘူးဆိုတဲ့အချိန်ဒီမှာ YouTube summarizer သုံးလိုက်တယ်တော့ချက်ချင်း fact 5ချက်ဆို5ချက်5ချက်လို့ထုတ်ပေးပါ highlight ထည့်ပေးပါကိုယ် summary ထည့်ပေးပါကို prompts ကကိုကြိုက်တယ်လို့ပေးလို့ရတယ်ကိုခိုင်းစင်တယ်လို့ခိုင်းလို့ရတယ်ဆိုတဲ့အနေထားတစ်ခုမှာပြန်ဖြေလာတဲ့ဟာတွေကတော်တော်လေးကို time saving ဖြစ်တာပေါ့ဟို9မိနစ်10မိနစ်လောက်နဲ့ပြီးသွားပြီငါဒါလောက်အောင်မနေ့ဖြတ်တာတော့အချိန်လေးကရန် time saving ဖြစ်သွားတာကွာအဲ့တော့ခုနပြောသလိုဘာလေးတွေဖြစ်လာမှာဆိုတော့ကိုက rely ဟုတ်လုပ်တာမှန်တယ်ဒါပေမဲ့တကယ်တမ်းအလုပ်လုပ်တဲ့နေရာမှာတကယ်တမ်း creative process တွေလုပ်တဲ့အခါမှာကိုယ့်ရဲ့ brainstorm လုပ်ပြီးအုံနောက်ထဲမှာမှတ်သားရမယ့်အရာတွေကိုမမှတ်သားတော့ဘဲနဲ့ဒါကိုပဲအသုံးချပြီးတော့အားကိုးလာတကယ်ပြောရင်တော့ဟို human resource quality ကျလာတာပေါ့နော်အဲ့လိုပဲအဲ့လိုပြောပြန်တော့လေကျွန်တော်တို့အရင်တော့ဟိုအဝတ် shot သက်တွေမရှိတော့လည်းလက်နဲ့ပဲအဝတ် shot ကြပဲဒါပေမဲ့အဝတ် shot သက်တွေပေါ်လာတော့လေလူတွေအဝတ်မ shot တက်တာတော့မဟုတ်တော့ဘူးတဲ့လားအဝတ်ကတော့ shot တက်တုံးမယ်ဒါပေမဲ့ဘယ်လိုပြောရမလဲနည်းနည်းလေးဟိုသုံးနိုင်တဲ့လူကြတော့အဝတ် shot တက်နဲ့ shot ပေါ့နော်မသုံးနိုင်တဲ့လူကြတော့လက်နဲ့ shot ပေါ့အဲ့လိုတော့ဖြစ်သွားမယ်ထင်တယ်နောက်ပိုင်းညရင်တော့အဓိကတော့ AI ကိုဘယ်လိုအသုံးချရမလဲဆိုတာကိုမသိဘဲနဲ့100% rely လုပ်မိတာတွေ100% ဒါကိုပဲသုံးနေမိတာတွေအဲ့လိုမဟုတ်ဘဲနဲ့အလုံးမှာ AI ကိုသုံးမယ်အလုံးနဲ့ပတ်သက်တဲ့ AI software တွေရှိရယ် PowerPoint လိုမျိုးဒါ assignment ဖြည့်ပေးလုပ်မယ်ကြည့်ပေးရဟာမျိုးတွေအဲ့လိုမျိုးတွေရှိမယ်ဒါပေမဲ့အဲ့ဒါတွေကိုကိုယ်ချင့်ချိန်ပြီးတော့ပြန်ပြီးရုံရမှာပေါ့နော်အဲ့ဒါမှပဲ AI ကကိုယ့်အတွက် companion ဖြစ်လိမ့်မယ်မဟုတ်လို့ရှိရင်ဒါသူ့ကိုပဲအားကိုးနေရတဲ့ဟာမျိုးအဲ့လိုမျိုးဖြစ်နေတော့မကောင်းဘူးเนาะပြီးတော့နောက်တစ်ခုကတော့ AI နဲ့ပတ်သက်ပြီးတော့အလိမ်အညာတွေလည်းအများကြီးရှိလာနေပြီပေါ့เนาะဆိုတော့ခုနကပြောသလို deepfake AI မျိုးတွေပြီးတော့ AI နဲ့ voice တွေ change ပြီးတော့လုပ်တာမျိုးတွေ voice clone လုပ်တာလိမ်တာမျိုးတွေအဲ့ဒါအဓိကလိမ်စားကြတာပါဟုတ်တယ်အဲ့လိုမျိုးဟိုတယောက်မှဆိုရင်အရန်ပေါ်တာ deepfake လုပ်ပြီးတော့လိမ်တဲ့ကိစ္စတွေအရန်ပေါ်တာလေဟိုလူဆိုတာမှ deepfake တွေပါမရှိခင်တော့မှသိရမလားဒီတိုင်းရိုးရိုးတန်းတန်းလိမ်တာတော့မှလိမ်ခံနေရတာ line မော်ကနေလိမ်နေကြတာကိုမြန်ဟိုဗာလဲကိုတီးရဲ့လူရဲ့မျက်နှာနဲ့ကိုတီးရဲ့လူရဲ့အတန်နဲ့ဆိုတော့ဘယ်သူကလည်းမယုံမဲနေတော့အဲ့လိုမျိုးဖြစ်ကုန်တာပေါ့နော်ဆိုတော့အဲ့လိုမျိုးပေါ်လာတယ်ဆိုပေမဲ့လည်းအခုကျွန်တော်တို့ဖုန်းတွေမှာတရုတ်ဖုန်းတွေမှာပေါ့ဒါ Xiaomi
Honor အခုကျွန်တော်သိတော့ဆိုရင် Vivo သူတို့မှာတခါတည်းဟိုဟာအဲ့ fraud prevention ဆိုတဲ့ AI fraud prevention ဆိုတဲ့feature လေးပါလာတယ်ဗျာသူက AI ကို AI နဲ့ပြန်ပြီးတော့ပေါ်တာပေါ့နော်အဲ့ကိုယ့်စီကိုဝင်လာတဲ့ဖုန်းကဒါအစစ်လားအတုလား AI က voice clone လုပ်ထားလားဒါ face data တွေကတော့အစစ်မှန်လားဆိုတာကိုဒါဖုန်းတွေ AI ကနေပြီးတော့ပြန်ပေါ်ပေးတာအဲ့မှာပါလာပြီးပေါ့နော်အဲ့လိုမျိုးပဲနောက်ဆုံးကျတော့ဟိုအစိတ်ကိုအစိတ်နဲ့ပဲပြန်ကုလို့ပေါ့ AI ကတကယ်တမ်းပြောရင်တော့ကျွန်တော် nuclear ဘုံနဲ့ပဲတူတယ်ပဲပြောရမှာပဲဟိုအတုံးချတဲ့သူပေါ်မူတည်ပြီးတော့ဒီဘုံကိုကျွန်တော်တို့ဟိုဗာလဲမရက်တက်နိုင်တဲ့စစ်ပွဲတစ်ခုကိုကာကွယ်ဖို့သုံးပါလားဒါမှမဟုတ်ဘူးသူများကိုအနိုင်ကျင့်ဖို့သုံးပါလားဆိုတဲ့ပုံမှာပဲမူတည်ပြီးတော့ပြောင်းလဲသွားမယ်လို့ထင်တယ်ဟုတ်တယ်ဘာလို့ဆိုတော့ AI ကသုံးတဲ့သူပေါ်မှာအများကြီးမူတည်ရယ်train ထားတဲ့ AI ပေါ်မှာဘယ်လိုမျိုး data တွေကိုယူပြီးတော့ဘယ်လိုမျိုးအသုံးချမှာလဲပါမူတည်ပြီးတော့သူ့ရဲ့ဒီအရေးပါမှုတွေကအများကြီးသူ့အနေနဲ့သူတက်ရောက်သွားမယ်လို့တော့ထင်တယ်ပေါ့နော်